ဒီနေ့မှာကကြတော့မိုးကလွယ်လွယ်ကူကူထောပတ်ထမင်းလေးရယ်ပြီးတော့စက်သားဟင်းလေးရယ်ပေါ့နော်စက်သားဟင်းကကြတော့မိုးကဒီမှာပေါ့နော်ဒီထောပတ်ထမင်းနဲ့တွဲပြီးလဲစားလို့ရသလိုပြီးတဲ့အခါကျတော့ဓာန်ပေါက်ထဲမှာပေါ့နော်စားတဲ့စက်သားချက်နီကိုမျှဝေပေးမှာဖြစ်တယ်ပေါ့နော်ဓာန်ပေါက်ထမင်းလေးနဲ့လဲစားလို့ရသလိုဒီထောပတ်ထမင်းလေးနဲ့လဲစားရတာအဆင်ပြေတယ်စက်သားချက်လေးကိုလုတ်ပြသွားမှာဖြစ်တယ်ပေါ့နော်အရင်ဦးဆုံးမိုးကဒီမှာစက်သား5ခုပေါ့နော်ဒီစက်သား5 3ကိုစက်သွန်ဖြူနဲ့ဂျင်းနဲ့ထောင်းထားတာကိုထည့်မယ်ပေါ့နော်ဒီမှာအသားတွေကိုအရသာစိတ်ဝင်ဖို့အတွက်မိုးကဒီလိုမျိုးဓားလေးတွေနဲ့မှုန်ပေးထားတာပေါ့နော်အသားတွေအရသာထဲဝင်အောင်လို့ဆိုပြီးတော့ပေါ့နော်ပြီးတဲ့အခါကျတော့မိုးကစက်သွန်ဖြူနဲ့ဂျင်းကိုထောင်းပေးထားတယ်အနံ့လေးမှုအောင်လို့ပေါ့နော်ပြီးတဲ့အခါကျရင်တော့သူ့ကိုအရသာအနေနဲ့ဒီမှာအချိုမှုတ်ရယ်စားရယ်ပြီးတဲ့အခါခရုစီပေါ့နော်ဒါကတော့စဖြစ်ပါတယ်ပေါ့နော်စထည့်မယ်ကိုယ့်ရဲ့စက်သားအနေများပုံမူတည်ပြီးတော့အရသာအမှုန့်ကိုအနေများထည့်လို့ရပါတယ်နော်ဒါကကြတော့မိုးကိုယ်တိုင်လှုပ်ထားတဲ့ဓာန်ပေါက်မဆလာဖြစ်ပါတယ်ပေါ့နော်ဒီဓာန်ပေါက်မဆလာလေးကိုလည်းမိုးကထည့်ခဲ့တယ်ပေါ့နော်အကြတော့အနက်လေးကမှုေးနဲ့မိုးတို့ဓာန်ပေါက်နဲ့ပဲတွဲစားဒီထောပတ်ထမင်းနဲ့ပဲစားအရန်လိုက်တယ်ပေါ့နော်ဓာန်ပေါက်မဆလာထည့်တယ်ပြီးလို့ရှိရင်တော့ဒါကတော့အယောင်တင်မှုန့်ဖြစ်ပါတယ်နော်အယောင်တင်မုတ်ထည့်ပြီးတော့ဒါကတော့ခနောအရသာမှုဖြစ်ပါတယ်ပြီးတဲ့အခါကြလို့ရှိရင်မိုးကဒီထဲမှာခရုစီပေါ့နော်ခရုစီလည်းနည်းငယ်ထည့်ပါတယ်ဒါလှုပ်စားလို့ရှိရင်လေအရန်ကိုမှစားကောင်းတယ်ပေါ့နော်စက်သားလေးကတင်းတင်းလေးနဲ့စားရတာအရန်ကိုအရသာရှိတယ်စနစ်မို့အနည်းငယ်ထည့်မယ်ပြီးတဲ့ခါကြလို့ရှိရင်တော့မိုးကစက်သွန်ကြီးကြော်ထားတယ်ပေါ့နော်စက်သွန်ကြီးကြော်ထားတာကိုထည့်မယ်တကယ်လို့ကိုကစက်သွန်ကြီးကိုပိုင်ကိုအိမ်မှာမကြော်ခြင်းလဲစိုင်နေမှာစက်သွန်ကြီးကြော်ပြီးသားအဲ့ဒါလေးတွေကိုထည့်လို့ရပါတယ်နော်ဒါကတော့မိုးကတော့ကိုပိုင်ကိုအိမ်မှာပဲကြော်လိုက်တာပေါ့နော်စက်သွန်ကြော်ရဲဒါကတော့ဒိန်ကျင်ပေါ့နော်ဒိန်ကျင်ကလုံးဝအယောနှောမပါတဲ့ဒိန်ကျင်ဖြစ်ပါတယ်နော်ဘာမှအယောနှောမပါဘူးပြူဝဒိန်ကျင်ဖြစ်ပါတယ်အဲ့ဒါကိုလည်းမိုးကထည့်ခဲ့ပါတယ်နော်ဒိန်ကျင်ထည့်ခြင်းအပြင်မိုးတို့တွေအသားရဲ့အရသာကပို့ပြီးတော့နူးမြန်တယ်အရသာလည်းနူးညံ့တယ်ပေါ့နော်အဲကြောင့်မိုးကဒီမှာဒိန်ကျင်ကိုထည့်ခဲ့ပါတယ်ကဲအားလုံးထည့်ပြီးသွားပြီဆိုရင်တော့သူတို့အားလုံးကိုမိုးကတေးသေးချာချာလေးအရသာတွေအသားထဲစိတ်ဝင်သွားအောင်ဆိုပြီးတော့တေးသေးချာချာလေးတုံးချင်းစီကိုအရသာဝင်တဲ့အထီကိုနှယ်ပေးခဲ့တယ်ပေါ့နော်ဒီလိုမျိုးကကိုကတေးသေးချာချာလေးပေါ့နော်စားကောင်းချင်တယ်ဆိုရင်တော့တေးသေးချာချာလေးအဲ့လိုလေးပေါ့နော်ဒါကတော့မိုးကအားလုံးကိုနှယ်ပြီးသွားပြီဆိုလို့ရှိရင်အနည်းဆုံး3နိုင်လောက်နှက်ပေးပေါ့နော်3နိုင်လောက်နှက်ပေးခြင်းအပြင်အရသာတွေဝင်ပြီးတော့ပုံမို့ပြီးတော့စားကောက်ပါတယ်ဒီမှာကမိုးကအချိန်ရတော့ရသလိုမျိုး4နာရီလောက်ပေါ့နော်4နာရီ5နာရီလောက်ဖြစ်သွားတယ်ပေါ့နော်အားလုံးနေပြီးသွားပြီဆိုတာနဲ့မိုးကတေးသေးချာချာလေးအပေါ်ကနေပြီးတော့ plastic လေးပိတ်ပြီးတော့ရေခဲတက်တာထဲမှာ4နာရီ5နာရီလောက်အရသာနှက်ထားခဲ့တာဖြစ်ပါတယ်နော်ကိုကညနေခင်းချက်မယ်ဆိုရင်မနက်ခင်းတွေကဒီလိုမျိုးလေးပြင်ဆင်ပြီးတော့ညနေခင်းချက်မှာပေါ့နော်ချက်လိုက်မယ်ဆိုရင်အလုပ်လည်းမချုပ်ဘူးအစင်လည်းပြေတယ်ပေါ့နော်ဒါကတော့မိုးကအရသာနှက်ပြီးတော့ထွက်လာပြီးတော့နှစ်ချက်တော့မယ်ပေါ့နော်ဒီလိုမျိုးလေးအရသာတွေနှက်ပြီးနှက်ပြီးသွားပြီဆိုလို့ရှိရင်အရင်ဦးဆုံးမိုးကစီနည်းနည်းလေးပဲထည့်တယ်ပေါ့နော်စီအများကြီးကြိုက်တဲ့လူဆိုရင်လည်းအများကြီးထည့်လို့ရပါတယ်နည်းနည်းကြိုက်ရင်တော့နည်းနည်းပဲထည့်ပါပြီးတော့သူကခဏလေးနဲ့စီပြန်လာတယ်ပေါ့နော်မိုးကဒီမှာစီအနှဲငယ်ပဲထည့်ခဲ့တယ်စီပူလာပြီဆိုလို့ရှိရင်အစွန်းတော့ကအရသာနယ်ထားတဲ့ဒီစက်သားတွေကိုဒီဒေအိုးထဲမှာတေးသေးချာချာလေးပေါ့နော်ရေမထည့်ပဲနဲ့သူ့ကိုသူ့ရဲ့အရေနဲ့စီနဲ့ပဲအသားလေးတွေတင်းသွားတဲ့အထိကိုမိုးတို့ကမှွေပေးမယ်ဒီမှာအနှစ်တွေပေါ်တာဖြစ်တဲ့အတွက်မိုးတို့ကမကြာခဏမှွေပေးမယ်ဘာကြောင့်လဲဆိုတော့ဒေအိုးကပ်ပြီးတော့တူဝတက်တာကြောင့်မို့ပေါ့နော်ဒါလေးကိုတော့နည်းနည်းခရီးစိုက်ပေးပါဒီမှာမိုးကအစွမ်းကစက်သွန်ကြော်တို့ဘာတို့အဲ့လိုမျိုးအနှစ်တွေထည့်ထားတာဖြစ်တဲ့အတွက်ပေါ့နော်မိုးတို့ကမီအေးလေးနဲ့တေးသေးချာချာလေးဟိုဘက်ဒီဘက်လှန်ပေးပြီးတော့အသားတုံးပုံလေးမပြတ်အောင်လို့ပေါ့နော်တေးသေးချာချာလေးဟိုဘက်ဒီဘက်လှန်ပြီးတော့မှွေပေးမယ်ပေါ့နော်နှင်းမစောအနှစ်တွေကနေပြီးတော့ဒီဘက်မှာကတ်သွားရင်တူဝါတက်တာကြောင့်မို့ပါနော်ကဲဟိုဖြည်းဖြည်းနဲ့အသားလေးတွေကသူ့ဟာနဲ့သူတင်းလာပြီဆိုလို့ရှိရင်တော့အဲ့ဒီအခါမှာမိုးတို့ကနေပြီးတော့ရေကိုနည်းနည်းစီအရင်ထည့်မယ်ပေါ့နော်
ဟိုဘက်ဒီဘက်တေချာလေးလှန့်ပြီးအဲ့လိုမျိုးရေနည်းနည်းထည့်ပြီးသွားပြီဆိုရင်တော့ကိုကမိမိစိတ်ကြိုက်ပေါ့နော်ရေကိုကြက်သားလေးနည်းနည်းမြုပ်တဲ့အထိကိုထည့်ပေးမယ်ပြီးလို့ရှိရင်တော့အဲ့ဒီရေကိုခန်းအောင်ချက်ပြီးစီပြန်လာပြီဆိုရင်တော့ဒီမှာကြက်သားဟင်းလေးရပါပြီနော်အသားလေးကတင်းတင်းလေးနဲ့အနက်မှုမှုလေးနဲ့အရန်ကိုမှစားကောင်းတဲ့ကြက်သားချက်လေးရပါပြီနော်ကဲဒါဆိုရင်တော့ထောပတ်ထမင်းစချက်ပါမယ်နော်ထောပတ်ထမင်းချက်ဖို့အတွက်မိုးကပန်းအိုးထဲမှာထောပတ်လေးတွေကိုအရင်ဆုံးထည့်လိုက်တယ်ပေါ့နော်ထောပတ်လေးတွေတဖြည်းဖြည်းနဲ့အရေပျော်သွားပြီဆိုခံမှာမိုးကနေပြီးတော့ဒီကရဝေးရဲ့တစ်ကြပိုးခောက်ရဲ့နက်နက်ပွင့်ရဲ့ကိုထည့်ခဲ့မယ်ပေါ့နော်ဒါကတော့ထောပတ်လေးတွေအရေပျော်တဲ့ထီမိုးတို့နည်းနည်းစောင့်ပေးမယ်နော်ထောပတ်တွေကဒီထမင်းအိုးထဲမှာတဖြည်းဖြည်းနဲ့အရေပျော်သွားပြီဆိုလို့ရှိရင်ဆွမ်းနာပြောခဲ့တဲ့မိုးကအနက်မှုေးစီဖို့ပေါ့နော်ဒါကတော့နက်နက်ပွင့်ရဲ့တစ်ကြပိုးခောက်ရဲ့ပြီးတဲ့အခါကျတော့ဒါကကရဝေးရွရဲ့ပေါ့နော်သူတို့၃မျိုးကိုမိုးကထည့်ပြီးတော့မှုေးလိုက်မယ်ပေါ့နော်သူ့ကိုအရင်ဆုံးစီတက်လိုက်တဲ့အခါကျတော့အနက်ပို့ပြီးမှုေးတယ်ပြီးရင်တော့ဒီမှာမိုးကဆန်ကို၃ခွက်ပေါ့နော်ရေဆေးပြီးတော့သူ့ကိုတခါတည်းထည့်ခဲ့တယ်ပေါ့နော်အဲ့လိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မိုးကနည်းနည်းလေးမှုေးလိုက်တယ်ဘာဖြစ်ဆိုတော့ဆန်လေးတွေမှုေးအောင်လို့ပေါ့နော်ဆန်လေးတွေထောပတ်နဲ့လေးမှုေးအောင်လို့သူ့ကိုအရင်ဥဆုံးရေမထည့်ဘဲနဲ့ဒီလိုမျိုးလေးအိုးထဲမှာထောပတ်နဲ့အရင်ဆုံးမှုေးခဲ့တယ်ပေါ့နော်အဲ့လိုမှုေးပြီးသွားပြီဆိုမှရေကိုပုံမှန်ချက်နေကြပေါ့နော်ပုံမှန်ချက်နေကြအနေထားကိုထည့်မယ်ထည့်ပြီးတဲ့အခါကျခါမှာမိုးတို့တွေကအရသာအနေနဲ့တကြားအနှဲငယ်စားအနှဲငယ်ကိုထည့်ပါမယ်နော်ပုံမှန်ချက်တယ်လို့ပဲနော်ကိုပုံမှန်ထမင်းချက်တယ်လို့ပဲရေကိုပုံမှန်လေးထည့်ပေးပါဒါကအရသာတော့ပေါ့နော်တကြားအနှဲငယ်ထည့်တယ်ပြီးတော့စားလည်းအနှဲငယ်ထည့်ပါတယ်နော်ကဲအားလုံးပြီးပြီဆိုလို့ရှိရင်တော့မီးခလုတ်လေးကိုနှိပ်ပြီးတော့ပုံမှန်တိုင်းထမင်းချက်တယ်လို့လေးပဲချက်ထားလိုက်ပါနော်ဒီထဲမှာကိုကလေအစာပလာပေါ့နော်မုံလာဥတို့ပြောင်းဘူးတို့ပဲစိမ်းတို့ဘာတွေညာတွေထည့်မယ်ဆိုရင်လည်းထည့်လို့ရပါတယ်နော်ဒီမှာတော့မိုးကတော့ဗာလဲစပစ်ချီအချောက်ပဲထည့်ခဲ့တယ်ပေါ့နော်ဒီမှာထမင်းပေါင်းအိုတက်ပြီးဆိုတာနဲ့သူ့အငွေလေးနေရာမှာမိုးကဒီစပစ်ဒီကြောက်လေးကိုထည့်လိုက်တယ်ပေါ့နော်တကယ်လို့ကိုကပြောင်းမှုတွေမုံလာဥတွေထည့်မယ်ဆိုရင်တော့ထမင်းချက်ထည့်ရတခါတည်းထည့်ပြီးတော့ချက်လို့ရပါတယ်နော်စပစ်ဒီကြောက်ကကြတော့လွယ်တာမို့လို့မိုးတို့ထမင်းကိုကြက်ခံမှာခဏလေးသူ့ကိုထည့်ပြီးတော့ပြန်နှက်ပေးလိုက်ရင်ဒီမှာထောပတ်ထမင်းလေးအရန်မှုေးလေးနဲ့စားလို့ကောင်းတဲ့ထောပတ်ထမင်းလေးရပါပြီနော်ဤလည်းမဤဘူးစားလို့လည်းကောင်းတဲ့ထောပတ်ထမင်းလေးပေါ့နော်သူ့ကိုအားလုံးနှံ့သွားအောင်အပေါ်အောက်လေးတေချာလေးပေါ့နော်မှုေးပေးမယ်ဒါဆိုရင်တော့ရပါပြီကြက်သားဟင်းလေးရယ်ထောပတ်ထမင်းမှုေးလေးရယ်ပေါ့နော်ပြီးတော့မိုးကအီပြောင်